အားလုံးပဲမင်္ဂလာပါရှင်။အာစီတိုးတက်ဆောင်ရသဆောင် channel မှာကြိုဆိုလိုက်ပါတယ်။ကျွန်မကတော့စုဖြစ်ပါတယ်။ဒီနေ့မှာတော့ဆီယမကြီးခင်များစဉ်ရေးသားထားတဲ့ဘဝဤမှန်ကူကွယ်များဝတ္ထုတို့ရဲ့အပိုင်းဆက်ကိုဆက်လက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။အားလုံးပဲနားဆင်ခန်းစားပေးကြပါအောင်ရှင်။အခန်း 3ခါကိုက်သည့်ဝေဒနာကိုပြင်းပြစွာခံစားရလျက်ကပင်ဒေါသနှင့်အမုန်းသည်ရှင်ထဲမှပိုးလို့ကြီးထွားလာခဲ့သည်ပြီးတော့ရှက်သည်ဒူးတွေတဆက်ဆက်တုံအောင်နာကျင်းနေလျက်ပင်လက်တွဲလာသူ၏လက်ကိုပုတ်ထုတ်ပစ်လိုက်သည်ကိုစောလင်သည်ကျင်နာမှုကိုမပြောင်းဝရှာတော့ပဲခက်လန်းလန်းမှသာစိတ်မကောင်းစွာစောင့်ကြည့်နေတော့သည်လူယုံမာဤသွေးကိုဝန်ဆောင်ရသည်ပြီးတော့မွေးဖွားရအောင်မည်ရုံညံ့လိုက်တဲ့ဘဝတန်ဖိုးမဲလိုက်တဲ့ဘဝစီစန်းနဲ့ထန်းတော်တွေနဲ့ဖလှယ်လိုက်ရတဲ့တင့်တင့်ရဲ့အပြိုစင်ဘဝထိုလူဤအပြုံးမှာတင့်တင့်တရင်ကညစ်တွယ်မိသွားခဲ့ပါတယ်ဆိုရင်ဘယ်သူများယုံကြည်မှာပါလဲအချစ်သီးသည်မဖွင့်ဖြိုးမရင်တန်မိမှာပင်မြေတွင်ကွဲကြွေလေအမုံတရားအပင်သစ်သည်သာဖွင့်ဖြိုးရှင်းမာလာခဲ့ပြီးစူးတိပြီးသောအသီးကိုဆောင်ခဲ့ပြီကလေးအဖေလုပ်သူကရှင်တဖိုးဖိုးနှင့်ပင်မိနေကမ်းပြင်မှာစောင့်ဆိုင်ခဲ့ရှာပါသည်ကလင်းကိုတန်ဆူဆူကတင်းတင်းနှလုံးသားကိုဖောက်ထွင်းဆူရှာသွားသည်အန်ကိုတင်းတင်းကြိတ်ရင်မျက်စိကိုစုံမှိတ်ထားသည်ဆီယမကရေချိုးတန့်စင်ပေးပြီးကလေးကိုအနှီးဖွေးဖွေးဖြင့်အထုပ်ကလေးထုတ်ကားလာပြတော့တင်းတင်းကလေးကိုမမြင်နိုင်သောမျက်လုံးများဖြင့်ကြည့်သည်လူယုံမာရဲ့သွေးတန်ရောစဉ်တွေ့မိရင်မှားမှာပဲငါဘဝကိုနှစ်ခါအရှုံးမခံနိုင်ဘူးကလေးငယ်သားတင်းတင်းအတန်တိတ်ပြောလိုက်တော့မျက်လုံးများ၏စကားတန်ကိုနားလည်မည်ဆိုလျင်မင်းမေရေကျမလူမဖြစ်ပြရစေနဲ့ရှင်လို့များပြောလေမည်လားစင်စင်ကတူမလေးကိုပွေ့ချီကဝမ်းသာအားရဖြင့်အကိုစောလင်သမီးကလေးရှင်သမီးကလေးပြုံးပြီးဝင်းပသွားတော့ဖခင်တယောက်၏မျက်လုံးများမှပီတိကိုတင့်တင့်မမြင်တွေ့နိုင်ရှာပါစင်စင်ကတော့သူ့လက်ကကလေးကိုလှန့်ယူကရင်ခွင်မှာအပ်လိုက်ပြီးဖေ့သမီးကြီးကိုစောလင်၏အာရပါရကျုံဝါလိုက်တဲ့နှင့်ပီတိမျက်လုံးများကိုမြင်လိုက်ရသူမို့ကလေးငယ်ကြောင့်မတင်တို့အိမ်အောင်ရေးအစဉ်ပြေတော့မည်ဟုတွေးထင်ဝမ်းသာမိခဲ့သည်မိဘမဲ့ကလေးပြုစုဆောင်ရှောက်ရေးဂေဟာဝင်းထဲကထွက်လာလျင်ရှင်ထဲမှအတော်ကလေးပေါ်ပါသွားသည်တင့်တင့်သည်လမ်းဝန်ထောက်ဦးရဲနိုင်နှင့်အတူကလေးများအတွက်ကောက်ခံရရှိသည့်အလှငွေနှင့်ခြုံဆောင်များလာလှူကြခြင်းဖြစ်သည်အမိမရှိ၍သို့မဟုတ်အဖမရှိ၍သို့မဟုတ်မိဘနှစ်ဦးစလုံးဆုံးပါသွားခဲ့ကြ၍ရောက်လာခဲ့ကြသောကလေးများကတနှစ်ခွဲအရွယ်မှ9နှစ်သားအထိအရွယ်အစားအမျိုးမျိုးပင်သမီးလေးအရွယ်တနှစ်ခွဲသာတော်တီးတော်တာလမ်းလျှောက်လိုက်လဲကြလိုက်နဲ့ဆီယမကနောက်ကလိုက်ထိန်နေရသောယောက်ျားကလေးငယ်ကိုဦးရဲနိုင်ကချီပိုးစမြူနေခဲ့သည်မတင်ရီဘလောက်အပြစ်ကင်းစင်လဲဗျာကလေးရဲ့မျက်လုံးလေးဟာချစ်စရာကောင်းလိုက်တာကလေးငယ်ကဦးရဲနိုင်၏မျက်မှန်ကိုလှမ်းဆွဲနေ၍ဦးရဲနိုင်ကပီတင်းနှင့်ဟန်တာနေသည်ဆီယမကကလေးကိုပြန်ခေါ်လိုက်သည်မတင်ရော့ဒီကလေးကိုမမွေးသားကြမှုလားတင်းတင်းကငိုင်ကြည့်ရာကပြုံးပြရင်မွေးသားကြမှာတယ်ဦးနိုင်ဒါပေမဲ့တင့်တင့်မှာကအချိန်မရှိဘူးလေအိမ်မှာသမီးကိုတောင်ဆင်းဆင်းရှိနေလို့ဒီမှာကဆရာမတွေကသားသမီးနဲ့မချပြုစုကြပါတယ်လေမွေးစားခြင်းရင်တောင်မှလွယ်လွယ်ကူကူပေးလိမ့်မယ်မထင်နဲ့အမွေစားအမွေခံနဲ့မွေးစားမယ်ပညာသင်ပေးမယ်ဆိုမှပေးမှာကျွန်တော်မှာကသားနှစ်ယောက်ရှိခဲ့တယ်မတင်ရဲ့ကျွန်တော်ယောက်ျားလေးဆိုရင်ချစ်တယ်ဦးရဲနိုင်ကဇနီးတဲ့နှင့်ကွဲလာခဲ့သူတခုလက်တယောက်ဖြစ်သည်ထောင်ထောင်မောင်းမောင်းအသားညိုညိုနှင့်ပြုံးချို၍ကြည်လင်သောရုပ်ရည်ရှိသည်တင့်တင့်ကိုလေးစားသည်ခင်မင်သည်နားလေသည်ဟုပြောရလျင်ရှာမလာမသိပေရရေးရွာရေးများတွင်အတူလောက်ကြကိုင်းကြတသူတဝေးသွားကြလာကြရင်ခင်မင်ရင်းနှီးခဲ့ကြခြင်းပင်နောက်ဘက်ဂေဟာကိုလာရင်ကျွန်တော်ချိုချင်တော့တွေယူလာခဲ့အောင်မယ်မတင်ကိုလာခေါ်မယ်လေတင်းတင်းကပြုံးကြည့်နေသည်သမီးလေးကိုတင်းတင်းဤမသိမြင်နိုင်အောင်နှဆိုင်သောအသေးတောင်တနေရာတွင်တန်ရောစင်လေးတင်းမိခဲ့လေပြီလားမိမဲ့ဖားမဲ့ကလေးငယ်များကိုမြင်ရတိုင်းတ
သမီးလေးကိုမြင်အောင်ကရှင်ထဲမှာတင်းတင်းကြပ်ကြပ်ကြီးဖြစ်သွားရမည်ပင်ဂေဟာကကလေးငယ်တွေနဲ့ပတ်သက်လာလျင်တော့တင်းတင်းသည်အမြဲလိုစေရနာထက်သန်ခဲ့သည်တချို့ကဒီကလေးကိုမွေးစားလျင်ဘီသာဆိုးပဲပါလာမလို့လို့ပေါက်လို့ပဲစားပဲဖြစ်သွားမလို့လို့ပြောကြတိုင်းတင်းတင်းနှင့်စရင်ရှင်းရမည်ကလေးတွေကိုဘာသာတရားကိုင်းဆိုင်ဖို့စေရောရှုပ်ပါဖွံ့ဖြိုးနိုင်ဖို့ဆရာဆရာမတွေကဘလို့ပြုစုဆောင်ရှောက်နေကြတင်းတင်းတို့အတိဆုံးပဲမဟုတ်ပါလားတချို့ဆရာမကလေးတွေဆိုရင်ငယ်စဉ်ကပင်မိဘမဲ့ဖြစ်ခဲ့၍ကိုချင်းစာနာကတွေးသားရင်းပမာကျင်နာတတ်ခဲ့ကြသည်တင်းတင်းကတော့ဒီအရွယ်ကလေးငယ်တွေထက်ကလေးမကြီးတွေကိုပဲစောင့်ဖြစ်ခဲ့တယ်အိမ်မှာလက်ခံကဆက်ချုပ်ဇာထိုးပန်းထိုးတင်ပေးအိမ်အောင်ရသားချပြီးလှုပ်ခဲ့ရသည်မှာ4-5 ဦးရှိခဲ့ပြီတမရွတ်တို့အုံမိုးသောခေဟာအပြင်ဘက်လမ်းကလေးအတိုင်းရှောက်လာခဲ့ကြသည်အိမ်ပြန်ရမှာကိုကြောက်သည့်အချိန်တနေ့တာလှုပ်ရှားမှုတို့ပြီးဆုံးလျင်တင်းနှင့်အိမ်တို့ပြန်ရပါလေတော့မည်တစ်ကိုင်းများပေါ်မှငှက်ကလေးများ၏တကြီးကြီးအတန်ကလေးတွေကြားနေရသည်အိမ်ပြန်ရမှာကိုကြောက်တဲ့စိတ်ဟာလည်းယောဂတစ်မျိုးပဲလားဦးနိုင်အမှတ်မထင်ရင်ဖွင့်မိသည်မင်းညကအိမ်ပြန်ရောက်တော့အတူမိုးချုပ်နေခဲ့ပြီအိမ်ရှိဧကန်တို့အဝင်တင်းတင်းခြေလမ်းတွေကိုတန့်သွားရသည်ကရေမောပျော်ရွှင်သမျှကြောင့်ကိုစောလွင်နှင့်ဆင်ဆင်ကစက်တီတွေမှထိုင်ရင်လက်ခုပ်တီးနေခဲ့ကြသည်သူတို့ထိုင်ကြသည့်စက်တီချင်းကနီးကပ်လွန်လာသည်ပြီးတော့သမီးလေးကဇပွဲပေါ်မှကနေခဲ့သည်ကကြိုးတစ်ပိုက်ဆုံးသွားတော့ရဲသမ်းများထပ်ပေါ်လာခဲ့သည်သမီးလေးကမပီကလာအတန်လေးဖြင့်ဖေဖေမေမေဆင့်မွှမွှသူ့ပန်းကလေးသူလက်ကလေးနှင့်တို့ပြီးမျက်နှာလေးကိုမော့ပေးလိုက်သည်တယောက်တက်လက်စီအနမ်းနှင့်စုပေးနေကြပုံတွေတင်းတင်းကခြေတံပြင်းပြင်းနှင်းလျက်ဧခန်းကိုဖျက်တန်းလာခဲ့သည်လက်ပွဲအိတ်ကိုအခန်းနံရံမှပြစ်ပေါက်လျက်ဒေါသအိုးပေါက်ကွဲခဲ့ရသည်ဦးရဲနိုင်ကတင်းတင်းဤညိုတက်ထက်ညိုလာသောမျက်နှာကလေးကိုကျဉ်နာစွာကြည်ရင်တက်ပြင်းချလိုက်မိသည်မင်းဟာမင်းလူမှုရေးကိစ္စတွေလုပ်နေတာကိုငါမတားဘူးယောက်ျားတကရှုပ်နေတာတော့ငါထိုင်မကြည့်နိုင်ဘူးအစင်းနဲ့နှင့်ပြင်းထန်သည့်စကားသံကြောင့်တင်းတင်းတောက်တစ်ချက်ခောက်လိုက်သည်ရှင်မိုးတိုင်းယူတိုင်းမစော်ကားပါနဲ့စော်ကားတာမဟုတ်ဘူးငါမြင်တာရောကြားတာရောပဲမပြောချင်လို့အေးအေးနေရင်နွားကြတယ်ထင်မနေနဲ့ကွသိလားတင်းတင်းမျက်လုံးတွေမီးဝင်းဝင်းတောက်လာခဲ့သည်ကိုစောလိန်ဤစပင်စုပ်ဖွားဖွားအသားနီဆက်ဆက်ဝါရော်ရော်မျက်လုံးများထဲမှာအင်အားကြီးမားသောဒေါသကိုတွေးရသည်။အော်သူ့မှာလည်းမာနာနဲ့ပါလားဒေါသနဲ့ပါလားအံ့ဩမိရသည်။အော်ရှင်ကသူတော်ကောင်းကြီးပေါ့ဟုတ်လား။တင်းတင်းပြောရင်းအသားတွေတုံကမျက်ရည်တွေကျလာသည်။ကြောင်သူတော်လူရုပ်မှာဒီမှာမိတင်သမီးလေးကြောင့်ဒီလောက်သီးခံနေတာနှောင်ချလုံးလို့တော့မထင်နဲ့မင်းအချိုတွေပြင်လာမယ်လို့ငါထင်ခဲ့တယ်မင်းမပြင်ဘူးမင်းငါ့ကိုမချစ်လို့ကမြင်းရင်လေကလေးမျက်နှာတော့ထောက်အောင်တင်းတင်းကအနည်းရှိစပွဲပေါ်မှာအရှင်နွေးကြရဖြင့်ကောက်ပေါက်သည်ကဲစော်ကားအောင်ရှင်နွေးကြရကအရှင်ဖြင့်ကိုစောလွင်ကြိုးဆောင်ကိုထိမှန်ကကျမ်းမော်သို့အတန်မြည်လျက်လွင့်စင်သွားသည်ရှင်နွေးချမ်းကအိတ်နေ၍အပူတော့မလောင်ကိုစောလွင်သွေးများကြောင့်ရှုပ်တရက်ငိုင်းသွားစေမတ်တင်ရဲ့ဘယ်လိုလုပ်လိုက်တာလဲစင်းစင်းကချီထားသည့်သမီးလေးကိုကြပြကြရချပြီးကိုစောလင်ကောင်းမှသွေးများကိုတုပ်ပေးသည်ပါဇက်နဲ့ဖြည့်ရှင်းရင်လည်းရတာပဲလက်ပါတာတော့မကောင်းပါဘူးမတ်တင်ရဲ့အနေသာကြီးပါမိစင်ရဲ့ညီးလင်မို့လို့နာတာလားစင်းစင်းအန်အောလုံး၍ကြောင်သွားသည်ကိုစောလင်ကစင်းစင်းကိုတွန်းဖဲကတင်းတင်းဤလက်ဘင်းကိုထညစ်တော်သည်ပြုတ်တူလိုတန်မာသောလက်တွေထဲမှာတင်းတင်းရုံမရခေါင်းကိုခါသည်မျက်လုံးတွေကအပြူသာသင်းလဲယူနေပြီထင်သည်ကောင်းတယ်တက်ပြစ်ချင်းတက်ပြစ်လိုက်အောင်တင်းတင်းတွေးစေအကိုစောလွင်မလောက်ပါနဲ့မလောက်ပါနဲ့အမေရေကဲပါအောင်စင်းစင်းဤငိုတန်အော်တန်ဖေဖေရုံနဲ့ဖေဖေရုံနဲ့သမီးလေးဤဆူဆူရှာရှာအော်တန်ကလေးကိုစောလင်ကလက်တွေပြော့ကျသွားသည်ခေါင်းမှသွေးစားကိုတုပ်ကအိမ်ပေါ်မှဆင်းသွားခဲ့သည်တခြားဆက်တွေကနှမ်းနေအလူရဲ့ကြိတ်နေချိန်မှာသူကထွက်သွားခဲ့သည်ဆိုတော့
စီသက်ကိုယာယီပိတ်ထားလိုက်ရသည်ကိုစောလွင်မိဘတွေဘက်ကတင်းတင်းအနေထိုင်မတက်သဖြင့်ဆက်ပိတ်ထားရကြောင်းတားကိုဘဝပြည့်အောင်လုပ်သည့်မိမဖြစ်ကြောင်းအတန်တွေတင်းတင်းကြားရသည်စောလွင်ဆက်ကဘလောက်ပိုက်ဆံရလို့လဲဒင်းရှာတယ်လို့ငါလည်းရှာနိုင်တယ်သူတို့သားအတုံးမကြလို့ဒီဆက်ဝက်ဦးကအစားရောင်းစားရတော့မှကိုမသိကြဘူးလားတင်းတင်းဆက်သေးစင်သည်ထုခွဲတန်သည်လက်ဝတ်လက်စားတွေထုခွဲပြီးဆက်ကိုပြင်ဆင်စရာရှိတာပြင်သည်နှမ်းနှင့်ပဲတွေလှောင်သည်ကိုစောလိန်၏လက်ရင်းလူများကတင်းတင်းခြေလန်းကိုစောင့်ကြည့်နေကြသည်တင်းတင်းကလည်းထိုလူတွေကိုမတိမတာဘေးဖယ်စာပြုသည်အရက်နှင့်အမီးလှုပ်ပေးပြီးဆက်ပစ္စည်းခိုးရောက်စားနေသည့်လူတွေလို့တင်းတင်းကတန်တရားဝင်သည်ပဲကုံကအစအလေလွင့်မခံတော့ဦးရဲနိုင်တယောက်တင်းတင်းထန်သို့လာလျင်ဆက်ထဲမှအလုံများနေသောတင်းတင်းကိုတွေ့ရတတ်သည်တင်းတင်းသည်အများ၏တန်တရားကိုမဖြေရှင်းပေအမေကတော့တင်းတင်းကိုစိတ်မချနိုင်ခဲ့ပေတမက်ဖြစ်သူကိုတားရင်လိုတွေ့တာမိသူမို့ဘယ်နေရာဘယ်စခန်းရောက်နေပြီလဲတရင်စုံစမ်းနေရရှာသည်သမီးလေးကဖက်အေးကိုတွေ့တာလာသည်ဖေ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 ဖက်အေးနဲ့မအေးမင်္ဂလာဆောင်ဓာတ်ပုံကြီးကိုကြည့်ရင်တဖေတဲ့ဖေနေလျင်စိတ်ဆင်းရဲရသူကဆင်းဆင်းအိယာဝင်ကနေတကားတွေပိတ်လျင်လဲကလေးကတကားကိုလက်ညှိုးကလေးနဲ့ထိုးပြပြီးဖေ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 ငိုသည်တကားပိတ်လျင်သူ့ဖေဖေဝင်လာလို့မရမှစိုးသည့်သဘောတွေ့လားအမေဆိုသည့်သဘောနဲ့ဆင်းဆင်းကသူ့အမေကိုပြလျင်ဘွားအိမ်ကြီးမှာမျက်ရည်ကျရသည်သူတို့အမုန်းတွေအပြစ်တွေရဲ့တန်တွေကိုဘာမှမသိချသည့်သမီးလေးကခဏရသည်ဘွားကိုစောလင်ကိုပြန်ခေါ်ဖို့ဆင်းဆင်းမပြောရဲပြောလျင်ပေးစားခံရအောင်မည်ဆင်းဆင်းသည်ကလေး၏အဖြစ်ကလေးအဖေနှင့်အမေ၏အဖြစ်တွေကြောင့်ပင်အချစ်ဆိုတာကြီးကိုကြောက်ခဲ့ပြီးပါပြီလူပြိုလူလွတ်လူငယ်လူရွတ်တွေတောင်မှဆင်းဆင်းကိုစတင်လာကြလျင်ချင်းမခုံခဲ့ဘူးပါမတ်တင်းကဆင်းဆင်းကိုပေးစားဆွဆွဲပြီးကြတဲ့ကမတ်တင်းနှင့်စကားဟဟမပြောတော့အကိုစောလင်ကလည်းဆင်းဆင်းကိုမယိုးသားသည့်အကြည့်ဖြင့်ပင်မကြည့်ဘူးခဲ့ပါနှစ်ဦးသားရင်ထဲမှာဂျိုးတာကန်ရွာကမင်းကလေး၏အဖြစ်သည်အေယာမဆူယိုအဖြစ်စီတာနှင့်ပြီးသားမို့ပင်အကိုစောလင်တယောက်ဘယ်လိုများနေထိုင်ပါလိမ့်လို့တော့စိတ်ပူမိတတ်သည်စာနာခြင်းငဲ့ညခြင်းမြေတစင်းကတော့ဆင်းဆင်းရင်မှစီစဉ်မြဲပင်မတ်တင်သည်မိမဲ့ဖမဲ့ကလေးငယ်များအပေါ်ပင်ကျင်နာဖို့တက်နိုင်ခဲ့လျင်မိမိ၏သွေးရင်းဖြစ်သောသမီးကလေးအပေါ်ဖအေးမရှိခြင်းအတွက်မြည်တို့မြမခံစားရတော့ဘူးလားသမီးလေးအပေါ်ဆင်းဆင်းချစ်ရသည့်အချစ်ကမိခင်မေတ္တာထက်ပင်ပိုးတာနေမည်ထင်သည်သမီးကလေးလက်ဖြားခြေပြားကလေးတွေအေးတာနှွေးတာကအစသမီးလေးကြောပုသလားခေါင်းနှွေးသလားကအစဆင်းဆင်းသာအတီးဆုံးမို့ပင်အခန်းလေးတူပရေကိုလုံကြီးအနက်ခံတွင်နေ့စဉ်ဖွင့်ဝါကြီးများနှင့်နတ်သာဖြောဖြောပိုးရင်းကြီးရှူကျဲသည်တက်နောက်တွဲစတုံးဤဘေးမှပန်းထားသောဇဂဝါပန်3-4ပွင့်ဝါဝင်းသောအသားအရည်ကြော့ရှင်းသောကိုဟန်နှင့်မှတ်တင်သည်စူပြေတန်ရှင်းနေ၏ဥယျာဉ်နိုင်ပင်သက်ကိုမတိမတာချလိုက်သည်သူ့ရင်ထဲတွင်ဒီမိမအပေါ်အမှတ်မထင်တွင်ကြီးခဲ့ပြီလားပြုံးဟန်ရဲဟန်လှောက်ရှားဟန်တွေကမျက်လုံးထဲကမထွက်ဘဲခါကြည့်ကြည့်ဖြက်လက်တွက်လက်လျက်မတင်ကိုကျွန်တော်တိတ်ခင်နေဗျာဒါကြောင့်ရှောက်ရောက်လာရတာခင်မင်မှုအတိုင်းတာသည်ရင်ထဲမှာဘဲမြကြီးထွားလာခဲ့ပြီဆိုတာပြောမထွက်မတင်အနာမှာနေခြင်းသည်အတန်ကိုကြားခြင်းသည်မျက်လုံးတောက်တောက်ကလေးများကိုကြည့်ခြင်းသည်ပြောကြသည်ကတော့ရိုးရိုးစကားများပါပဲဖြတ်တန်းလာခဲ့သည့်ဘဝခရီးတွင်တွေ့ကြုံလာခဲ့ကြသည့်အဖြစ်အပျက်များရက်ရေးရွာရေးနိုင်ငံရေးများပြောစရာစကားတွေကမဆုံးနိုင်တော့မတင်ကလည်းဥနိုင်ဤရေဟန်ပြုံးဟန်တက်တက်ကြွကြွစကားတန်အမတ်မတင်နောက်ပြောင်တန်တို့ကိုကြည်နူးသည်သို့သောအမတ်မတင်တန်ရောစင်တို့ကိုလှုံနိုးလိုက်သည်ကပတ်ဝန်းကျင်ဤဝေဖန်ကဲ့ရဲ့တံများခုတလောမတ်တင်စီကရက်တောက်တက်လာသည်စီကရက်တလိပ်ပြီးတလိပ်ဖွာရင်းရှင်တဲကအနာကိုဖြည့်သိမ့်နေတတ်ပြီးဥနိုင်ရှိမှာတော့ဆေးလိပ်တောက်ခဲသည်ဖက်ရှင်ထွင်နေထင်မှဆို၍ခရင်းချင်လာလျင်ပင်ပိုက်ဆံအိတ်ကိုမှတ်နိုင်ဖြစ်အောင်နေသည်ဒီနေ့မှာတော့ကြိုတင်တွေးဆထားသည်မဟုတ်ပဲဥနိုင်မတ်တင်ကိုအမှတ်မထင်ခေါ်ပြသည်မတ်တင်ကျွန်တော်လမ်းတွေကြည့်မလို့လိုက်ခဲ့ပါလား
မတ်တင်ကြည့်ရတာတနေ့ပင်ပန်းလိုက်တာဗျာထဗျာလာလေကောင်းလေတန်လေးရတော့လမ်းသွားတာပေါ့လမ်းဝန်ထောက်သည်လမ်းဘေးကဂဝုံကြောက်ပုံများကြောက်တင်းများနှင့်လမ်းပခုံးများပဲ့နေခြင်းကိုတွားကြည့်လေသလားတင်းနှင့်ကိုပဲငေးလေမလားမသိခြေကားသည်ပေတရာလမ်းပေါ်မှာပြေးနေရကရှာခင်းတွေစီကွေ့ချိုးလိုက်သည်နှမ်းခင်းတွေပဲခင်းတွေကပွင့်နေကြပြီလေမာရှိန်လျက်ရှားတွေကြားကမြင်းနီနန်းဖုံဖုံကလေးသည်မြို့ဦးကျက်တီမွန်စေဒီတော်စီဥခိုက်လျက်တရပီပန်းတွေပေါ်ချင်းဆိုရင်အဲ့ဒီဖျားပွဲကတိတ်စီတာပဲဥနိုင်ဖျားဘူးသွားအောင်မလို့လားမတ်တင်ကိုပြောရရှိလို့တင်းတင်းကိုတစ်ချက်ဆိုင်ကြည့်ရင်ပြောလိုက်တဲ့ကြောင့်တင်းတင်းသည်နှလုံးတုံတွေတင်းတင်းအသေးနှလုံးတွေတုံရင်းလှောက်ရှားသွားခဲ့ရသည်မတ်တင်ကိုပြောရရှိတာဒီတိတောင်မောင်းလာရသလားလူတွေမြင်ရင်ဘယ်လိုထင်မလဲရှက်စိတ်ကြောင့်ခက်ဆက်ကလေးပြောလိုက်မိသည်ဆဲကြောတက်ကလေးလိုဘာကြောင့်ရှက်နေရပြန်မလဲရှက်ချင်းဆိုတာကနှုတ်ပြိုလက်ဆက်ခဲ့သည့်အပြိုစင်ဘဝတွင်ကြံ့ရည်ခဲ့သိမ့်ပြီဖြစ်သည်ဖျားတိုင်းအနီးကအေယာမခရီးပင်ကြီးအောင်မှာကားကိုရှက်လိုက်သည်ခရီးပွင့်ကြောက်တွေခရီးသည်နီကလေးတွေကျူနေသည်အုတ်ခဲကျိုးတွေကဟိုတစဒီတစဆဲလဲတန်တချင်းချင်းကနားတဲ့သို့တာယာစွာစီစဉ်လာသည်ခရီးကိုင်းတွေလေတိုးတန်ကတရှိရှိလေထဲမှာပန်းကျွင်းတို့ဤရှင်းနေသည်တင်းရွေပဲလာတော့မလို့လို့တန်ရှင်းလက်ဆက်ချိုမြင်တော်လေမတ်တင်ဆန်ရင်လေးတွေကိုလေကတိုးဝေနေသည်ပြောရရှိရင်ပြောလေဦးနိုင်ဒီနေရာလေးကသားတော့ตายရပါရဲ့ဒါပေမဲ့နှစ်ယောက်တည်းတွေ့သွားကြရင်မကောင်းဘူးမျက်မှန်အောက်ကဦးနိုင်မျက်လုံးတွေစိမ့်မောင်နှဆိုင်လွန်းလာသည်မတ်တင်လှိုင်လဲစွာခေါ်လိုက်သည်အချစ်ဆိုတဲ့အရာကိုအချိန်တော်ကြာအထိကျွန်တော်မသိခဲ့ပါဘူးအချစ်ဆိုတဲ့အရာကိုတွေ့ပြီးထင်လို့အိမ်အောင်ရဲလို့ထူထောင်ခဲ့ရတော့လေဒါဟာထင်အောင်ထင်မှားမှုတစ်ခုပဲဖြစ်ခဲ့ရတယ်တက်မှတ်မှုကိုအရှင်းခံပြီးအလိုဆန္ဒတွေနဲ့အရှင်းခံတဲ့အချစ်ဆိုတာဟာပူလောင်လွန်းလာပါတယ်လုံအင်းတွေကိုမဖြည့်ဆည်းနိုင်တဲ့အချိန်မှာအချစ်ဆိုတာဟာခြုံငိမ့်ပြောက်ွယ်သွားရမှာပါကျွန်တော်တော့ထာဝရတည်မြဲမဲ့အချစ်မျိုးကိုမျှော်လင့်ကျင်နေမတင်တယောက်နဲ့တယောက်နားလည်မှုနဲ့အရှင်းခံပြီးမေတ္တာစေတနာအပြည့်နဲ့အိမ်တော်မျိုးခုတလုံးကျွန်တော်စိတ်တွေထွေးပြားခဲ့ရတယ်နှလုံးသားထဲကအမြဲတောင်းတမိတဲ့အရာတစ်ခုကြောင့်အိမ်မရနိုင်အောင်ဖြစ်ခဲ့ရတယ်ကျွန်တော်ဘဝကိုကျွန်တော်စိတ်သိလူသိနဲ့ပြန်ဆကျင်လာတယ်သူ့ဘဝကိုလည်းလက်တွဲခေါ်ပြီးအစဉ်ပြေစေခြင်းလာတယ်မုံမြတ်သက်စင်နဲ့မေတ္တာအပြည့်နဲ့ပါဘာတွေလာပြောနေရလဲဦးနိုင်ကျွန်မနားမလည်နိုင်တော့ဘူးမတ်တင်နားလဲပါတယ်မတ်တင်ရဲ့ကျွန်တော်အပေါ်မှာနားလဲပေးပါနော်ကျွန်တော်တို့ပြသကြရအောင်လားတင်းတင်းပခုံးလေးကိုပွေယူကမျက်နှာချင်းနီးကပ်စွာမျက်လုံးကလေးတွေကိုစိုက်ကြည့်ရင်လှိုက်လဲစိုးနှင့်စွာပြောလိုက်သည်တင်းတင်းကိုလေးဆက်ခနဲ့တုံကရှုံးလိုက်သည်မျက်လုံးတွေကဆွဲငင်နေကြသည်နှလုံးသားတွေကအင်အားတွေအပြည့်ဖြင့်တန်လိုက်တတ်ပါမှာတင်းတင်းခြာကနေလှဲကမျက်နာကိုလက်ဝါးနှင့်အုပ်လိုက်ကရှိုက်လိုက်သည်မတိမရှင်ဟုတ်ခံနေရတဲ့ရိတ်ဆန်တကောင်လိုပဲလို့သူ့ကိုယ်သူထင်ခဲ့မိပေမဲ့ဦးနိုင်ကပုံမွေလင်းလင်းဖွင့်ဟလိုက်သောအခါရုတ်တရက်မိုးချိုးပြစ်ခံလိုက်ရသလိုထိတ်လန့်ခြောက်ခြားရသည်မှာအမှန်ပါမငိုပါနဲ့မတ်တင်ရဲ့မတ်တင်ဘွားကိုဒီလိုပဲစွန့်နစ်နေတော့မှာလားဦးနိုင်ကတင့်တင့်ပခုံးလေးကိုပုတ်သက်ချုံမော်သည်နှွေထွေသောသူ့လက်များ၏အထီအတွေ့နီးစက်လွန်သောနှလုံးသားချင်း၏ရှင်းလင်းမှုများဟင်းတင်းတင်းဆိုတာဂုံနဲ့တိတ်ခါနဲ့မာနနဲ့နေခဲ့တဲ့မိမမတ်တင်ခန္ဓာကိုယ်လေးတောင့်တင်းသွားသည်ကျမကိုစောလင်အပေါ်မှာမေတ္တာမရှိနိုင်တာကတော့မှန်ပါတယ်ဦးနိုင်ဒါပေမဲ့နောက်ရင်အောင်ပြုဖို့ဆိုတာမဖြစ်နိုင်ပါဘူးမတ်တင်ထံမှမမျှော်လင့်သောစကားနှင့်အပြုတ်မှုများကြောင့်အံ့ဩသွားရသည်မတ်တင်ကသူ့အိမ်တွေကိုသူထိနိုင်ခဲ့ပြီဖြစ်သည်ခုချိန်မှာဦးနိုင်ကိုလက်ခံလိုက်ရင်ကျမကိုဘယ်လိုပြောကြမလဲကျမရဲ့လူမှုရေးအလုပ်တွေဟာယောက်ျားတက်ကနဲ့ရှုပ်ဖို့လို့ထင်တဲ့လူတွေတဲ့ဝမ်းသာအရာဖြစ်သွားမှာပေါ့တိတ်ခါလဲကြမယ်အထင်မြင်မှလည်းခံရမယ်ဒီပြမျိုးကျမမခံနိုင်ဘူးပတ်ဝန်းကျင်ကိုတင်းနဲ့မလွန်ဆန်ရဲဘူးပေါ့တင်းတင်းကပြန်မဖြေ
ဖြစ်နိုင်တာတွေမပြောရနဲ့လားဦးနိုင်ပြင်ကြပါစို့စဉ်းစားပါအောင်မတင်ရဲ့မတင်ဘွားကိုဒီလိုပဲနှစ်ထားတော့မှာလားဦးနိုင်ရဲ့အတန်းက66သွေးသွေးတင်ဘွားသည်လည်းရုပ်ကြီးပင်6သွေးပူလောင်သွားခဲ့ပြီဟုမှတ်ထင်လိုက်သည်နှောင်ဖွဲ့ခြင်းသည်စူးအတီးဖြင့်ပြီးသောကျိန်ရွယ်တို့ဖြင့်သူ့ကိုတုံနှောင်မိလျက်သာရှိခဲ့၏ခြေထောက်ကြားမှချောင်းရည်တို့သည်လျင်မြန်စီးဆင်းနေကြသည်ကြောက်စရစ်တို့ကိုဖျက်သွား၍ပလုံမြည်နေသောအတန်ကသူ့အသေးနှလုံးပေါ်ဖြက်စီးသွားသည်အလားကိုစောမိန်မနောက်အိမ်အောင်ပြုတ်မလို့ဆိုလားအေးကောင်းတာပေါ့ကွာထွန်းလူကကိုစောလွင်၏မျက်နှာရိပ်မျက်နှာကဲကိုစူးစမ်းဟန်ကြည့်သည်တိမ်ဝဲကြားတွင်လာရောက်သွားသဖြင့်ရုပ်ချီးမှောင်သွားသည့်အမောင်ထုကြားတွင်ကိုစောလင်မျက်နှာကိုမမြင်ရလာထွက်လာလျင်ပိုက်ထဲမှကြောင်ငချင်းတွေကငွေရောင်တက်လက်ခုန်နေသည်ပလိုင်းထဲကိုကောက်ထဲကြသည်ရှင်ထဲမှအေးဆက်သွားပြန်ပြီမို့တစေနီကိုမောလိုက်ပြန်သည်အရက်ပြင်းခါတိုင်းလိုနေထွေးစာစီးဆင်းသွားပေမဲ့ကိုစောလင်ရှင်ထဲမှာခါတိုင်းထက်ပင်အေးဆက်လိုနေသည်အသေးနှလုံးထဲကတဆစ်ကြိုက်ခဲအေးဆက်လာလိုက်သည်မှာလက်နဲ့များကိုင်ဆန်းကြည့်လျင်လက်တွေတောင်အေးခဲသွားမတတ်ဒါနဲ့သမီးတရင်ပါကြလဲကလေးကကိုစောကိုအရန်တန်းတာပဲတဲ့ညလည်းတကားပိတ်ရင်သူ့အဖေဝင်းမလာရမှာဆိုလို့ဖေးနဲ့ပြောပြီးငိုတဲ့တကားပိတ်မရဘူးတဲ့မင်းဘယ်သူပြောလဲရှင်ထဲကနာလာသဖြင့်ခက်ဆက်မေးသည်ကျွန်တော်ညီထွန်းအေးဈေးထဲမှာဒေါ်လုံးနဲ့တွေ့လာလို့ပြောလိုက်တာကိုစောရောက်ခမကြီးလည်းမမာဘူးတဲ့တခန့်ရဲ့ဇလန်တပုတ်တော့ဆုံးတော့မည်လို့ရှင်ထဲမှာအလိုလိုခံစားလိုက်ရသည်မီတင်ကိုကွာရှင်းသည်သမီးလေးကိုခေါ်ထားမည်စောလွင်ဘဝကိုတစ်ကပြန်စမယ်သမီးလေးစိတ်ဆင်းရဲတာကြားရရင်ငါရင်လည်းမချီလွန်းလို့ပါကွာမျက်ရည်ဆက်တို့သည်ချောင်းရည်နှင့်အတူစီမျော၏စာပေါက်စာကလေးဤအော်တန်သေးသေးကလေးကြားရသည်သမီးလေးပြေးကြည့်တော့တလဲပင်ထက်အတိုက်ထဲမှပြုတ်ကျလာတဲ့စာငယ်ကလေးသမီးလေးသည်ပန်းရောင်ပြောင်ချောအသားရည်နှင့်ခေါင်းကြီးလဲတိုင်းရှိကိုသေးသေးတဲ့ဝါလေးကိုတနာလို့နေ၏တဲ့ဝါလေးကဖုတ်လိုက်အသက်ရှူစေမေစင်ကိုပြေးခေါ်တော့မေစင်ကသူ့အတိုက်ကလေးထဲပြန်ထည့်ပေးလိုက်သည်အေးရမကော်ဖဲရုပ်ကြီးတရုပ်ဝဲ၍အိမ်ပြန်ရောက်လာတဲ့ဖေသမီးလေးဖို့အယုတ်သွားဝယ်နေတာသမီးလေးသည်သူ့ရဲ့လောက်နေပါအယုတ်ကြီးကိုပွေ့ဖက်ကညီမလေးရေလို့ခေါ်လိုက်သည်ဆင့်ရှင်ကွဲရပြီသမီးလေးကိုဘယ်လိုထည့်နိုင်မှာတော့အကိုစောလင်မူးယူနေရင်လေကလေးကိုဘယ်သူကြည့်ပါမလဲနောက်မိမယူရင်လေမိထွေးနဲ့နေရအောင်မယ်တင်းကကွာရှင်းတာကိုလက်ခံတော့လဲကလေးကိုတော့မပေးနိုင်ကလေးကိုပေးရမည်ဆိုသည့်စကားကတင်းမာနာကိုထိခိုက်လာသည်ကြည်စမ်းတင်းရဲ့နောက်လင်ယူခြင်းလို့ကလေးကိုဖအေးနဲ့ထဲလွှတ်လိုက်တယ်ပြောလာကြမည်မဟုတ်ချပြီးတော့ဒီလိုအမှုသမားဖဲသမားလက်ကိုရှုံမှတ်ပြီးကလေးကိုထည့်လိုက်လို့ဖြစ်မလားသူ့သွေးသူခေါ်သွားတာအေးတယ်လို့တစ်ဖက်ကတွေးမိတော့လေဒီကိစ္စတစ်မျိုးလုံးတစ်ရက်လုံးမှာမဟာအဆက်တော်ကွဲမိကိစ္စကြီးသမီးလေးကတော့ဘာမှမသိရှာလူကြီးတွေမျက်နှာမသားရလဲနားမလဲပဲအယုတ်ညီမလေးကိုရေချိုးပေးတနခါလိမ့်ပေးနှင့်ပြောလို့နေ၏ခွဲရည်တွဲရည်သည်ကလေးပြဿနာကြောင့်လိတ်ခဲတင်းကိုစောလင်ကလည်းကလေးရမှအကွာရှင်းပေးနိုင်မည်ကလေးကိုပေးလျင်စီစက်နှင့်ပစ္စည်းတွေထက်ဝက်ပိုင်းမယူလို့ဒီပြဿနာတို့ကြားထဲတွင်ငကိုကမှမမားနေသည့်တင်းအမေအဖွားကြီးသည်ရှင်ခွဲပက်လက်ဖြစ်ကအိယာထက်ကပင်မောင်စောလင်ကိုတောင်းပန်သည်တင်းကိုဖြောင်းပြသည်အမေအသေးမဖြောင်းအောင်မလုပ်ကြပါနဲ့ခလေးဆိုတာပေါင်နှချမ်းဆွဲပြပြီးတယောက်တစ်ပိုင်းစီဝေလို့မှမရတာအသက်နဲ့ကိုနဲ့ဆိုတာတင်းတော်ကလေးသဘောပေါက်သွားရှာသည်သူလူရမသွင်းခဲ့သောသမီးလေးသည်သူ့ဘဝတွင်ဒီလောက်အရေးပါခဲ့ပြီလားဝန်ထုတ်ဝန်ဖို့တပွဲသူ့ဘဝကိုအရေးဆိုးကြီးလိုမိုးခဲ့ပြီလားစောလင်စိတ်ကြည်နဲ့အောင်စောလင်ပျော်ရွှင်သွားအောင်ဒီကလေးကိုတော့မပေးနိုင်ဆင့်အမေနဲ့ကိုစောလင်တို့ဖူးမှုတ်ထားကြသဖြင့်စိတ်ကောက်လိုက်ကြီးကြားလိုက်လှုပ်တတ်သောသမီးကလေးကိုလည်းကြည့်လို့မရတော့ပါတစ်ဖက်ကလည်းကိုစောလင်နှင့်ပြက်သားကွာရှင်းခဲ့လျင်ဦးနိုင်ဤပုံရိပ်များကိုမြင်အောင်သည်
ဦးနိုင်ကတင်းတင်းကိုမျှော်လင့်စေတင်းတင်းသည်အုံနောက်6လုံးသဖြင့်ဆေးလိပ်တွေပိုတောက်ဖြစ်သည်ညာတိုင်းအိမ်မပြောအမေယောဂသဲလာသဖြင့်ညအိပ်ရသည်လည်းမရှိလားစောလွင်တယောက်ရှိဝေဝေနှင့်အမေကိုစောင့်အိပ်ဖို့ရလာသည်ညကားတစ်စီးငှားထားသဖြင့်ဆရာဝန်သွားပင်ရတာအလုပ်တစ်ခုညဘက်တွင်နှင်းတို့တိတ်သီးစွာကြပြီးအေးတက်ကပြင်းထန်ဆူရှာသည်ကွင်းကိုဖြတ်၍လာသောစောင်းလေသည်အမေလူနာခန့်၏ပိတ်စည်းထားသောတကားများကိုဖြတ်တန်းပြီးအဘွားအို၏အသက်တက်အနှွေးတက်တို့ကိုအေးခဲမှုဖြင့်ဖိစီးလေရှိသည်အဘွားအိုသည်ကြက်ကမောနေ၏စင်နှင့်ဒေါ်လုံးတို့သည်လည်းအဘွားအို၏ဂရင်ဘေးကစတီကုံကလေးပေါ်တွင်ငုတ်တုတ်ထိုင်ရင်မိုးလင်းခဲ့ရတာများပြီးမို့ငိုက်မြီးနေကြ၏တင်းတင်းကတော့အိမ်မပြောနိုင်ပဲအပေါ်ထက်မှတက်ရှက်လမ်းလျှောက်စေအမေရဲ့နောက်ဆုံးစံတာကတော့တင်းတင်းတို့မိသားစုဥမကွဲတိုက်မပြဲနေကြဖို့ပဲအမေကိုဂရီပေးကြပါမောင်စောလွင်ညစ်ရည်မကြပါနဲ့တားရဲ့မင်းတို့သမီးလေးကိုချစ်ကြတယ်မို့လားမိရွေးပထွေးလက်ထဲပြောရင်းအမေမောနေခဲ့သည်တင်းတင်းကအမေမျက်နှာမြင်အောင်ရင်ခြေတံတက်ရှက်သမီးလေးသည်တင်းတင်းဤဂရင်ပေါ်မှာအိတ်နေခဲ့သည်ကိုစောလွင်ခိုးပြေးမှဆို၍ဆင်းကတင်းတင်းအခန်းထဲလာသိပ်ခဲ့ခြင်းဖြစ်သည်ကလေးကဆောင်းကိုကန်းကြောက်ထားသည်ခေါင်းကလေးကပေါင်လေတွင်လန်လျက်အယုတ်ညီမလေးကိုလက်တစ်ဖက်ကဆုပ်ကိုင်လျက်ကလေးအသားသည်ဝင်း၍ဖြူညက်နေ၏စပင်လေးတွေဝဲကြနေပုံကိုဖိုးမရုပ်ကလေးအလားနှာရံကလေးကဆင်းနှုတ်ခမ်းကလေးကိုင်းလို့ညှို့ကွေးလျက်ရင်အုံကလေးကမြင့်ကြည့်နှိမ်ကြည့်အသက်မမှန်ရှူရင်အိပ်ပျော်နေရှာသည်တင်းတင်းသည်စီကရက်တလိပ်ကိုမိညစ်ရင်ဂရင်ဘေးမှဝင်းထိုင်လိုက်သည်စားချင်အောင်ပပတဲ့ကသမီးရုပ်တင်ကိုအမှတ်မထင်ငေးနေ၏ညကြီးအချိန်မတော်ကြီးပြူသံများကိုကြားလိုက်ရသည်ကြီးကမ်းများသည်တစားစားဆူညံလျက်တိတ်ဆိတ်သောညဉ့်ရံကိုထွင်းဖောက်အော်မြည်နေကြသည်အကိုစောထားပါအောင်ဆရာကိုသွားခေါ်ပါအောင်အမေမောနေပြန်ပြီဆင်းဤအတန်ကိုကြားလိုက်ရသည်ဖုံတွေအများကြီးကြွလာသည်မုံပန်းတွေအိမ်နောက်ဖေးမှပြည့်နေပြီးအိမ်ရှိမှလည်းဧည့်သည်တွေနှင့်ပြည့်နေသည်ဖွားဖွားကြီး၏အခန်းထဲမှလည်းရွှန်းတောင်းတွေနှင့်ထည့်ထားသောဆေးဘောလိပ်တွေနှင့်ပြည့်နေသည်သမီးလေးသည်ပဲများအရည်ပြည့်မုံဟင်းကားဖက်တွေကိုဇွန်ကလေးနှင့်ကော်စားလိုက်သည်သူ့ညီမလေးကိုကျွေးလိုက်လုံနေသည်ညီမရေပါဆက်ဟညီမလေးပါဆက်ကလေးပေးသွားတော့ခေါင်းအောက်စာလေးနှင့်တုပ်ပေးသည်ဝါအောင်ချမ်းတော့ထနမပူစာနဲ့ညီကတိတ်အလုရှုပ်တာပဲမေတင်းဤလေတန်းအတိုင်းသူ့ညီမရေးကိုချိန်မောင်းလိုက်သည်မေတင်းကညီအဖေကညီကိုဒီလိုဝါအောင်ကျင်းနိုင်မယ်မထင်နဲ့သူအစားတစ်ခုစားနေတာမြင်တိုင်းပြောနေကြသမီးကလေးသည်ကော်ပတ်ရုပ်ကလေးဤဘိုက်ပူပူကလေးကိုလက်နှင့်ဆန်းကြည့်ပြီးညီအဖေကဝါပြီတဲ့သူပြောတတ်တယ်လို့လေပြောလိုက်ကလူစုစုရှုပ်အတန်တွေကြားရအိမ်ရှိသို့ထွက်လာခဲ့သည်မေစင့်သည်မျက်ရည်ကလေးဆန်းဆန်းနှင့်မုံစားနေသောအဖွားကြီးတစ်ယောက်နှင့်စကားပြောနေသည်ဖေနှင့်မေတင်းကဖုံတွေအနာမှာလူတွေကလည်းအများကြီးသမီးလေးသည်အယုတ်ကလေးပွေချီကမေစင့်စီသို့လျှောက်လာသည်မေစင့်အတန်ဆိုးဆိုးလေးနှင့်အတူထွေးကန်တစ်လုံးကိုဝင်တိုင်းမိသဖြင့်ဂလုံခနဲအတန်ထွက်လာသည်သမီးလေးလဲကျသွားသည်ဟဲ့ဘယ်နာသားတော့ကလေးမလေးဧည့်သည်အဖွားကြီးကထုပေးစဉ်ဆင်းကထွေးကန်တို့သိမ်းစီနေသည်ကွမ်းသွေးရည်များကော်စောပေါ်တွင်ပေးသွားသဖြင့်တန်ရှင်းနေစေမေတင့်သည်ကလေးလက်ကလေးကိုစောင့်ဆွဲလိုက်သည်ဒေါ်လုံးမိုးချုံတန်အလားခေါ်လိုက်ပြီးကလေးကိုနောက်ဖေးခေါ်သွားသမီးလေးသည်ညီမရေးနှင့်အတူနောက်ဖေးမိဖို့တဲကမုံပန်းနေကြားထဲတွင်ထိုင်နေသည်မိလေးညီနေဦးနော်ကြီးလုံးတို့တရားနာမလို့အပြင်ထွက်မလာနဲ့ကြလားဘွားကြီးသေးတော့မုံစားရတယ်နော်ကြီးလုံးအေးဒီကြောက်ကြောက်တုံးလေးစားနေလိုက်အောင်နော်မိတွေလည်းသွားမစော့နဲ့အောင်ပူမယ်ဒီခုံလေးမှပဲထိုင်ကြလားဒေါ်လုံးသည်အင်ကြီးလက်စာနှင့်မျက်ရည်များကိုတုပ်ပြီးအိမ်ရှိထွက်သွားသည်
ဖုံဖုံကြီးတွေဖျားစာရွတ်တန်ကြားနေရသည်လိုက်ဆိုနေသည့်အတန်တွေလည်းကြားရသည်သမီးလေးသည်ကြောက်ကြောတုံးလေးကိုထိုင်စားရင်းအယုတ်ကလေးကိုပြောလိုက်သည်ငါမဝသေးရုနင့်ကိုမကြွေးတာနော်အခန်းထဲမှာဘာကြောင့်ဒီလောက်မုံဘက်တွေအများကြီးထည့်ထားကြလဲမသိပေနေ့တွေအကြာကြီးစားဖို့လားမသိဟင်းရီအိုကြီးကိုအေယာမမိသေးပူကြီးပေါ်တွင်တင်ထားသည်ပဲဟင်းရီနန်းကမှုန့်နေသည်စင်မြင့်ပေါ်ကထိမိပုံမှာရင်းနှွေးအိုကြီးကတပွက်ပွက်ဆူနေသည်ကျရင်းများကိုဖွင့်တတ်သဖြင့်တန်စကားကွက်များကြမှလေအေးကဝင်လာသည်ချမ်းရိုက်တာညီမလေးအေးရညီမလေးကိုပွေ့ချပြီးမိဖို့စင်မြင့်စီလျှောက်လာသည်ပြိဋ္ဌာနေကြသူတို့သည်ဆူဆူရှာရှာအညွန့်နဲ့ကြီးကြောင့်ဘာလိမ့်တွေးနေကြသည်ဘုန်းတော်ကြီးများမှလည်းပြည့်ရွရင်အနံ့ဆိုးဆူဆူကြီးကြောင့်အသက်အောင်ထားရသည်ဘာနဲ့ကြီးပါလေပလတ်စတစ်မီးလောင်တဲ့အနံ့အတိုင်းပဲတင်းတင်းကအနံ့ခံကြည့်ရင်ဆင်းဆင်းကိုကြိတ်ပြောသည်ဒေါ်လုံးပြာကြီးပြာထကမီးဖို့ထဲသွားကြည့်လျင်အယုတ်ကလေးဤလက်ချောင်းကလေးများသည်တစ်ဆက်အရှိပြောကြလျက်ဟုတ်ကဲ့စာအုပ်လေးကိုဒီနားမှာရှင်းနာခွင့်ပြုပါရှင်အပိနာဆင်ငယ်ကြသူတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်အပိုင်းဆက်ကိုဆက်လက်ပြီးတင်ဆက်ပေးသွားမှာမို့စောင့်မျှော်နားဆင်ပေးကြပါဦးနော်နောက်ထပ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေပညာပေးသုတ္တရတဆောင်းပါးတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်အားလုံးဘေးကင်းကျန်းမာကြပါစေရှင်